လေးမမီဒီကမိန်းနပ်ပြီးတောက်ပြောင်နေတာပါ Number 6 linen wrapping ပိတ်စာစီးခြင်းပိုးတက်ပြီးသွားတဲ့အလောင်းကောင်ကြီးကိုပိတ်ချောစားတွေနဲ့တကိုယ်လုံးကိုစီးနှောင်လိုက်ပါတယ်ဒီလိုစီးနှောင်ဖို့အတွက်နဲ့ပိတ်ချောစားကိုကိုက်ပေါင်းရာနဲ့ချီသုံးရပါတယ်နေရလက်မကျန်အောင်လက်ချောင်းတစ်ချောင်းချင်းစီကအစပိတ်ချောစားတွေနဲ့တီးတန့်ပတ်ရတာဖြစ်ပါတယ် Number 9 the opening of the mouth ceremony နှုတ်ခွန်းဆက်တာပွဲအခမ်းအနားဒါကတော့အားလုံးနဲ့မှာအရေးကြီးဆုံးဘာသာရေးကိစ္စပါနတ်ဖျားမျက်နှာဖုံးဆွထားတဲ့ရေပူတော်ဟိတ်ကမမ်မီရဲ့ပါးစပ်ကိုထိတွေးပြီးနောက်ဘဝမှာပြန်ပြောနိုင်ပြန်စားနိုင်ပါစေဆိုပြီးတော့ဆုတောင်းပေးတာပါတခုရှိတာကဒီလိုမမ်မီလှုပ်ပုံလုပ်နေအဆင့်ဆင့်ဟာတည်ဆုံးတဲ့လူရဲ့အဆင့်တန်းပေါင်မူတည်ပြီးတော့လဲ꿰ပြကြပါသေးတယ်အခုဖော်ပြခဲ့တဲ့အချက်9ချက်ဟာဖာရိုးဘုရင်တွေနဲ့တတိသူကျွဲတွေတည်ဆုံးတဲ့အခါမှာအသုံးပြုကြတဲ့နည်းလမ်းမျိုးဖြစ်ပါတယ်လူလက်တန်းစားတွေတည်ဆုံးတဲ့အခါမှာတော့စီတာပင်ကထွက်တဲ့စီတာအော်ကိုဝမ်ဘိုက်တဲ့ထိုးသွင်းပြီးအင်္ဂါရီကိုအရေးပြောစီတဲ့နီလန်ကိုတုံပါတယ် တွေတည်ဆုံးတဲ့အချိန်ဆိုရင်တော့စားရည်ထဲမှာစိန်ပြီးအချောက်ခံရုံပဲလုံနိုင်ကြပါတယ်ထူးခြားတာတစ်ခုကအီဂျစ်တွေကလူတင်မကပဲကြောင်သိန်းညံ့မိချောင်းနဲ့မြောက်တီကိုပါမမ်မီလုပ်ပြီးနတ်ဖျားတွေထံပူဇော်လိရှိပါတယ်ရှာဖွေတူးဖော်ခဲ့တဲ့အထင်းမှာအထူးဆန်းဆုံးမမ်မီ3မျိုးရှိပါတယ် Number 1 the screaming mummy ဒီမမ်မီကတော့အီဂျစ်က Prince Pentaway လို့ယူဆရပါတယ်သူ့အဖေကိုလှုပ်ကြံဖို့စ조사လို့တေတံပြီးခံရပြီးနီးစနစ်တကျမဟုတ်ပဲကြမ်းတမ်းစွာမမ်မီလှုပ်ခံရတာကြောင့်ပါဆက်ကြီးပွင့်ပြီးကျုပ်စရာပုံစံဖြစ်နေတာပါ Number 2 the bog bodies မြောက်ယူရောပကရှော့ညွန်အိုင်တွေထဲမှာတွေ့ရတဲ့မမ်မီရုပ်လောင်နေပါရှော့ညွန်တွေက acid တက်ကြောင့်အယိုးတွေကပျော့သွားပြီမဲ့အရည်ပြားနဲ့လက်ပွေရာတွေကတော့အခုထိထင်ထင်ရှားရှားရှိနေပါသေးတယ် Number 3 Sokushin Busu ဒါကတော့မိမိကိုယ်တိုင်မမ်မီဖြစ်အောင်ကြင်ကြံတဲ့ဖုံးတော်ကြီးတွေဖြစ်ပါတယ်ဒီဖုံးကြီးတွေဟာတစ်တီးနဲ့အစိအဆန်တွေကိုပဲစားပြီးခန္ဓာကိုယ်ကအစီတွေကိုရှော့ချကတီဆုံးကနီးမှာအစိတ်ရှိတဲ့လက်ဖက်ရည်ကိုတောက်ပြီးပုတ်သုံးမှုတွေတားဆီးခဲ့ချတာဖြစ်ပါတယ်အရင်ခေတ်တုန်းကမမ်မီတွေကိုလေ့လာကြတဲ့နေရာမှာပိတ်စတွေကိုအစအဆုံးဖြီးပြီးတော့လေ့လာခဲ့ကြပေမယ့်အခုခေတ်မှာမမ်မီတွေကိုပိတ်စတွေဖြီးကြည့်စရာမလိုတော့ပါဘူး CT scan နဲ့ရိုက်ကြည့်ရင်သူတို့ဘာယောဂါနဲ့သိတာလဲနောက်ဆုံးဘာစားခဲ့လဲဆိုတာအထိသိနိုင်နေပါပြီအရင်တော့ကတော့မမ်မီတွေကိုစီးဝါအဖြစ်ကြိတ်စားတာပါတီပွဲတွေမှာဖျော်ဖြီးအဖြစ်ပိတ်စဖြီးပြတာမျိုးတွေရှိခဲ့ပေမယ့်အခုတော့ဒါဟာလူသားတယောက်ရဲ့ရုပ်အလောင်းဖြစ်လို့လေးလေးစားစားထိမ့်သိမ်းရမယ်ဆိုတဲ့ဥပဒေတွေထွက်လာခဲ့ပါပြီဥပမာအနေနဲ့16ရာစုကနေ19ရာစုအထိမမ်မီရုပ်အလောင်းတွေကိုကြိတ်ပြီးမမ်မီဘရောင်းဆိုတဲ့စီးရောင်ကျဲပစ္စည်းအဖြစ်ပြည်စရာတွေကအသုံးပြုခဲ့ကြတယ်လို့အာရပ်ဒေသမှာလူတီကိုပြားရည်အပြည့်ထိထားတဲ့အိုးတွေမှာနှစ်ပေါင်း100ကြာအောင်စိန်ထားပြီးစီးဖို့ဆက်တဲ့ဒန္တာရီတွေလေးရှိခဲ့ပါတယ်တကယ်တမ်းမှာတော့မမ်မီတွေဟာကျွန်တော်တို့ကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000ကလူသားတွေရဲ့နေထိုင်မှုပုံစံကိုပြောပြနေတဲ့